စာတွေထဲမှာတော်တော်များများမရိုက်တတ်တဲ့ရုံးစာပေါ့နော်အစင်မပြေဖြစ်တဲ့ရုံးစာဆိုလို့ရှိရင်ကျွန်တော်အခုပြထားတဲ့ရုံးစာပုံစံကဒီရုံးစာကိုအခုမှစရိုက်တဲ့ beginner တွေအတွက်ဒါခက်ခဲတဲ့ရုံးစာတစ်ခုဖြစ်တယ်ဆိုတော့အခုလိုရုံးစာတစ်စောင်ကိုစနစ်တကျဘယ်လိုရိုက်ရမလဲဆိုတာဘယ်လိုပြောင်းလဲရမလဲဆိုတာကိုကျွန်တော်ဒီနေ့အစအဆုံးတီတီရှာရှာလေးနဲ့စစ်စစ်ပပောက်လေးပြပြသွားပေးမှဖြစ်တယ်ဒါကြောင့်ဗီဒီယိုလေးကိုအချိန်မရသေးဘူးဆိုရင်လည်းစေထားလိုက်နောက်မှကိုရတဲ့အချိန်မှာဝင်ပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်အခုပြထားတဲ့အပေါ်ကဒီစာ၅ချောင်းရဲ့ပုံစံကိုကျွန်တော်တို့ရိုက်ပြမှာဖြစ်တယ်ဆိုတော့သူ့ရဲ့ကနဦးပုံစံကတော့ကျွန်တော်တို့ဒီလိုပေါ့နော်ကျွန်တော်အခုပြပါမယ်သူ့ရဲ့ကနဦးပုံစံကတော့ကျွန်တော်တို့ကဒီလိုရိုက်ထားရမှာဖြစ်ပါတယ်ဒီလိုရိုက်ထားရမှာရဲ့နေရာမှာကျွန်တော်တို့လှုပ်ဝက်ချက်လေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကဒီစာတွေကိုဘေးရောပညာရောညီကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီစာချောင်းတွေရဲ့စကားစုတွေရဲ့ဂျားထဲမှာကျွန်တော်တို့ space bar လေးတစ်ချက်စီတော့ရှားထားပေးဖို့လိုတယ်လိုအပ်ရင်လိုအပ်လို့ပေါ့နော်စလုံးတိုင်းရဲ့ဂျားမှာရှားတာတော့လကောင်းဥမာအခုလိုမဟာပညာဆိုလို့ဒီလိုမျိုးပေါ့နော်နှလုံးကြားတစ်ခါစကားစုလေးတွေရှားတာတော့လကောင်းကျွန်တော်က space bar လေးတွေရှားထားပေးဖို့လိုတယ် space bar ရှားထားပြီးပြီဆိုရင်ကျွန်တော်တို့ကအကုန်လုံးဆက်လက်မှတ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အင်တန်နဲ့ရုံးစာကိုလိုတဲ့နေရာကိုစပြီးတော့ရွှေ့ပါမယ်ဒါဆိုရင်အင်တန်ရွှေ့တာလုံလောက်ပြီဖြစ်ပါတယ်ဆိုတော့ဒီနေရာလေးကိုအင်တန်နဲ့ကျွန်တော်တို့ရွှေ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအားလုံးကိုဆက်လက်ပြန်မှတ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကkeyboard ကနေပြီးတော့ control 8ရဲ့ G ရဲ့ဆိုတဲ့ for justify special justify ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ကလောက်ရမှာဖြစ်ပါတယ်control shift G ကိုနှိပ်တဲ့အခါမှာကျွန်တော်ဒီလိုအခုကျွန်တော်ပြတဲ့ပုံစံမျိုးမပြောင်းသွားတာမျိုးတွေဖြစ်နိုင်ပါတယ်ဆိုတော့အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုရင်ဒီကကျွန်တော်တို့လုပ်ပေးရမှာကကျွန်တော်တို့ရဲ့ set ထဲမှာ key magic သွင်းထားတယ်ဆိုရင်ကျွန်တော်တို့က control ရဲ့8ရဲ့ G ရဲ့နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့လှုပ်ရှင်တဲ့ for justify ကဖြစ်သွားမှာမဟုတ်ဘူးစာတွေကညီသွားမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ကkey magic ကိုတွားပြီးပိတ်ပေးရမှာဖြစ်ပါတယ်တော်တော်များများကအဲ့ဒီအဆင့်မှာမပိတ်တဲ့အတွက်လုံလို့အဆင်မပြေတာဖြစ်ပါတယ်ဆိုတော့ဒီအောက်ဆုံးလေးမှာကျွန်တော် key magic လေးရှိနေပါလိမ့်မယ်တချို့ကဒီထဲလေးမှာရှိနေပါလိမ့်မယ်ဆိုတော့ရှိတဲ့နေရာမှာ key magic ကို right click နှိပ်ပြီးတော့ exit နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ key magic ပိတ်သွားပြီဒါဆိုရင် keyboard က control ရဲ့8ရဲ့ G ကိုပြန်နှိပ်လိုက်ရင်ရပါပြီအရင်ဆုံးတော့ကျွန်တော်တို့ဆက်လက်မှတ်ထားဖို့လိုမယ်ပြီးရင် control 8ရဲ့ G ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်ဒီမှာပြထားတဲ့အတိုင်းဘယ်ဘက်ကောညာဘက်ကောအညီဖြစ်သွားမှာဖြစ်ပါတယ်ကွန်ပျူတာကိုအရှိခံကနေစပြီးတော့လေ့လာခြင်းနဲ့ step by step လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ကိုယ်တိုင်သင်ကြားပေးနေတဲ့ Telegram online video class ရှိပါတယ်ဆိုတော့ကိုယ်နဲ့ကိုက်ညီတဲ့အတန်းကိုရွေးချယ်ပြီးတော့တက်ရောက်လို့ရပါတယ် basic 0 level ကနေစပြီးတော့ basic master level ဖြစ်တဲ့အထိစနစ်တကျသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်တနန်းကြီးကလည်း3000ကစတာဖြစ်တဲ့အတွက်ကိုယ်နဲ့ကိုက်ညီတဲ့အတန်းကိုရွေးချယ်ပြီးတက်ရောက်လို့ရပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်